စာပြီးတယောက်ကတော့ Crypto Exchange ထောင်ဖို့ပြင်နေပါပြီ YouTube မှာ Subscriber အများဆုံး YouTuber ဖြစ်တဲ့ Mr. Beast ရဲ့ Company Beast Holding LLC က Mr. Beast Financial ဆိုတဲ့နာမည်နဲ့လူပိုင်းခွင့်တွေတင်ထားတာဖြစ်ပြီးတော့ Cryptocurrency Exchange နဲ့ Decentralized Exchange DA ရဲ့အတွက် Downloadable App တစ်ခုဖန်တီးဖို့အတွက်Trademark လျှောက်ထားပြီးပြီပဲဖြစ်ပါတယ်Trademark လျှောက်ထားတယ်ဆိုပေမဲ့အနာဂတ်မှာအဲ့လိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်နိုင်ပြီးတော့လူစတင်နေပြီလို့တော့အထူးလို့မရသေးပါဘူးအဲ့ဒါပြင် Mr. B Financial ကိုမစတင်ခင်မှာ Mr. B အတွက်ဥပဒေပိုင်းဆိုင်ရာအတားအဆီးတွေရှိနေပါသေးတယ်သူ့ရဲ့မူပိုင်ခွင့်တွေမှာတမယိုးကြဘဏ်ဝင်ဆောင်မှုတွေကနေစပြီးတော့ Decentralized Exchange DEX တွေကနေတဆင့် Cryptocurrency ကို Financial Exchange တွေလုပ်တာတွေအထိကြဲပြန့်ပြန့်ပါဝင်ပါတယ်ဒါကြောင့်ပြည်내အစိုးရတွေကနေစလို့ CFTC တို့လိုရုံးတွေကနေခွင့်ပြုမိန့်ယူဖို့လိုအပ်ပါသေးတယ်တကယ်တော့ Mr. B က Crypto လောကနဲ့လည်းတိတ်မစိမ့်ပါဘူးသူက2021ခုနှစ်နဲ့ကစာအပ်တွေမှာရင်းနှီးမြှုပ်နှံတာတွေ NFT ဝယ်ရတွေအပါအဝင် Crypto ပန်း8ခုလောက်ကိုမီလီယံနဲ့ချီပေးပြီးတော့ဝယ်ယူဆောင်ခဲ့ပူပါတယ်အခုနောက်ဆုံးခြေလှမ်းအနေနဲ့ Mr. B Financial ကိုအဆိုပြုလာပြီးဖြစ်ပြီးတော့ American အစိုးရဘက်ကသာဒီမူပိုင်ခွင့်ကိုအတည်ပြုခဲ့မယ်ဆိုရင်တော့ Mr. B Gaming Mr. B Burger Mr. B Philanthropy နဲ့ Mr. B Bar တို့လိုလုပ်ငန်းတွေနဲ့အတူသူ့ရဲ့လုပ်ငန်းတွေကတစ်ခုဖြစ်လာမှာပါတကယ်လို့ Mr. B စာ Crypto Exchange ထောင်လိုက်မယ်ဆိုရင်တော့ Crypto က mainstream မှာအခုထပ်ပိုပြီးပြန့်နှံ့လာမှာဖြစ်သလိုလူတွေကြားထဲမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တစ်ခုဖြစ်လာနိုင်ပါတယ်ကျွန်တော်ရဲ့ channel မှာနည်းပညာနဲ့ပတ်သက်တာတွေအဆန်ရှာနည်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လုပ်ပေးခဲ့နိုင်ပါတယ်